တိုင်းဟုတ်တင်ကန်းစာကိုရောက်တော့ကျွန်တော်ပြောပြပေးမယ်ပေါ့နော်တိုင်းဟုတ်ကွန်ပျူတာနဲ့စစ်လို့မရပါဘူးဘာလို့စစ်လို့မရလဲဆိုတော့ကျွန်တော်ဒီချာလေးနားရအောင်ဒီလိုရှင်းလေးရှင်းပြပေးမယ်ပေါ့နော်ဥပမာတိုင်းဟုတ်ကိုမီတာနဲ့တိုင်းဟုတ် speed တိုင်းပြီးတော့စစ်ဆေးကြတယ်ပေါ့နော်အဲ့ဒါကမှန်လားဆိုတော့မှားတယ်ပဲပြောလို့ရပါတယ်နော်အဲ့ဒါစစ်တာကကျွန်တော်တို့စစ်မနေတာပဲကောင်းတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ကျွန်တော်ပြောရရင်တိုင်းဟုတ်ကကျွန်တော်ဒီမှာကြည့်တဲ့အတိုင်းပဲ rectifier regulator ဖြစ်တယ်rectify ဆိုတာကျွန်တော်တို့ခွာရလာတဲ့ AC ကို PC ပြန်ပြောင်းပေးတဲ့စနစ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကမီတာနဲ့တိုင်းမယ်ဆိုတိုင်းအောင် scale မှာထားပြီးမီတာနဲ့တိုင်းတယ်နောက်ကောင်းတယ်ပေါ့နော်ကောင်းတယ်ဆိုရင်ဒါမှမကောင်းသွားပြီလားမကောင်းဘူးเนาะဘာလို့မကောင်းလဲဆိုတော့ DC ပြောင်းပေးလေကျွန်တော်ဒီဘက်မှာ regulator ဆိုရှိတယ်အဲ့ဗီဒီယိုကိုအားသွင်းမယ်ဒီ15ခု16ခုပေါ့နော်အဲ့ဖက်ချာလဲမှာရှိရမှာကိုရှိရမယ်နောက်တိုင်းကရှိရမယ်များသွားရင်ဖြတ်ချမယ်နည်းသွားရင်သူကလူတို့ပူချောလုပ်မယ်ပေါ့နော်အဲ့ဒီအနေထားကိုလုပ်ပြီးတဲ့အဆင့်2ဆင့်ပေါ့နော်2ဆင့်ဆိုတော့ကျွန်တော်တို့ DC ပြောင်းပေးလိုက်တော့ညာလေဒီအားသွင်းမဲ့14 15ခုမရောက်ပြီးရင်လည်းကျွန်တော်တို့ DC ဘိုင်းကောင်းတယ် rectifier ဘိုင်းကောင်းတယ်တိုင်းကိုမကောင်းပါဘူးပြီးရင်ကျွန်တော်တို့15 16ခုကျော်ပြီး18 20တွေဖြစ်နေတာကောင်ရှိတယ်အဲ့လိုဖြစ်ရင်လည်းကျွန်တော်တို့တိုင်းကိုမကောင်းပါဘူးအဲ့တော့ကျွန်တော်တို့ rectifier ဘိုင်းကိုဗီတာနဲ့စစ်နေတယ်အချင်းကုန်တာပဲရှိတယ်ပေါ့နော်အချင်းကုန်တာပဲရှိတယ်တကယ်တော့သူ့ရဲ့စနစ်အရကျွန်တော်တို့က rectifier regulator ဖြစ်တဲ့အတွက် regulator ဘိုင်းပြတ်တာများတယ်ပေါ့နော်ဥပမာခြားခြင်းအဝင်များပြီးတော့ဗီဒီယိုတွေဖောင်းတယ်နောက်ကျွန်တော်ဗီဒီယိုတွေစားပေါက်တယ်ပြီးရင်ခြားခြင်းကွန်ရကောင်းပြီမဲ့ခြားခြင်းကမဝင်ဘူးဘက်ထရီပိုကနည်းတယ်73ဖက်ချလေလောက်ပဲရှိတယ်73ခွဲလောက်ပဲပြတယ်ဘက်ထရီကိုအားကောင်းကောင်းမသွင်းနိုင်ဘူးပေါ့နော်အဲ့တော့ကျွန်တော်ပြောချင်တာကတော့ကျွန်တော်မေးရင်တော့မီတာနဲ့စစ်မယ်ဆန်မှန်လားဘယ်လိုစစ်ရမလဲအဲ့ဒါကြီးကစစ်မနေရပဲကောင်းတယ်ပေါ့နော်ကျွန်တော်တို့အဓိကမီတာနဲ့ကျွန်တော်တို့စစ်လိုက်တာကပိုကောင်းတယ်ပေါ့နော်အကောင်းဆုံးပဲ14 15ရှိရမယ်အဲ့ထက်ကျော်ပြီဆိုရင်ဗီဒီယိုပေါင်းတာဖြစ်မယ်နောက်ကျော်ဗီဒီယိုတန်းမရှိဘူးနည်းမယ်ဆိုရင်ချာချင်မဝင်ဘူးframe နဲ့မီးခတ်မယ်ဆိုရင်ဒီဝင်းတွေတော့ကတော့အဆင်ပြေနိုင်တာပေါ့နော်မီးခတ်မယ်ဆိုရင်ချာချင်အနေများမသိရဘူးပေါ့နော်လည်းများလုံးနေရင်ကျွန်တော်အဆင်မပြေဘူးမဲလုံးနေရင်လည်းအဆင်မပြေဘူးเนาะအတိအကျစစ်သေးခြင်းနဲ့ဆိုရင်တိုင်ဟုတ်ကိုမီတာနဲ့မတိုင်းပါနဲ့တိုင်ဟုတ်ကိုကျွန်တော်မီတာကိုတိုင်ဟုတ် scale နဲ့မတိုင်းနဲ့ပေါ့နော်ချာချင်ထွက်ကိုပဲဗီဒီယိုကိုထောက်ပြီးတော့ပိုးအားကိုပဲကျွန်တော်လီဗာဆွဲမယ်အပြည့်ဆွဲမယ်တစ်ဝက်ဆွဲမယ်အဲ့လိုပုံစံနဲ့ပဲတိုင်းပါလို့ဒီတော့အကြံပေးခြင်းနဲ့ဒီကောင်းလို့ဆိုရင်လည်းကျွန်တော်ဒါကစီဗီယာပေါ့နော်ဒါ3စီဗီယာဒီကောင်းနေဆိုရင်စတိုဗီလို့ပေါ့နော်ဒါတိုင်ဟုတ်တွေတူတူပဲဘယ်တိုင်းတိုင်းလဲဒီလိုဖိပေါ့နော်အဲ့တော့ကျွန်တော်ဘက်ကတော့ကြံပြီးကျင်တာကတော့ကျွန်တော်တို့ဒီမီတာတွေကိုတိုင်ဟုတ်တွေကိုတိုင်ဟုတ် scale နဲ့မတိုင်းဘူးပေါ့နော်တိုင်းနေတာကျွန်တော်အချိန်ကုန်ပါလေဒီ rectifier regulator ဖြစ်တဲ့အတွက်အဆင့်2ဆင့်ကိုကျွန်တော်တိုင်းရမယ် rectifier အဆင့်ကိုမတိုင်းတာပဲကောင်းတယ် regulator ဘိုင်းကိုပဲတစ်ခါလေးတိုင်းလိုက်တာကပိုကောင်းတယ်လို့ကျွန်တော်ကြံပြီးတာပါကျေးဇူးတင်ပါတယ်